TikTok မှာဗီဒီယိုတင်လို့ရှိရင်အရေးကြီးဆုံးအချက်တစ်ချက်ပြောပြမယ်ကျွန်တော်တို့ကဗီဒီယိုတင်ကန်ဒီကြရင်ခေါင်းစဉ်ပေးတာအဓိကကြတယ်အဲ့ခေါင်းစဉ်ပေးတဲ့နေရာမှာကျွန်တော်တို့ကလွဲလို့မရဘူးเนาะကျွန်တော်တို့ကခေါင်းစဉ်ပေးတာမှားသွားတာနဲ့ TikTok ကတချို့အရာတွေဆိုရင်ကျွန်တော်တို့တောင်မှ तू ကဒီဗီဒီယိုကခွင့်ပြုချက်သူတို့ကမယူဘဲနဲ့ तू ကတန်းပြီးတော့ခေါင်းစဉ်နဲ့မညီညွတ်ဘူးဆိုပြီးတော့ဖြတ်ချလိုက်တယ်ကျွန်တော်ဆိုလို့ရှိရင်ဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်ပစ္စည်းလေးတစ်ခုရောက်လာတယ်ပေါ့နော်ပစ္စည်းရောက်လာတဲ့ဗီဒီယိုလေးကျွန်တော်အဲ့ဖော့ပေါက်လေးကျွန်တော်ဖောက်တယ်အဲ့ထဲမှာကျွန်တော် cheese တွေပါတယ်အဲ့ဒါကိုကျွန်တော်ကခေါင်းစဉ်မှာကျွန်တော်ကsurprise box ဆိုပြီးလူစိတ်ဝင်စားအောင်ကျွန်တော်ကခေါင်းစဉ်ပေးလိုက်တယ်အဲ့ဒီဗီဒီယိုက TikTok ကကျွန်တော်ကိုခေါင်းစဉ်ပေးတာနဲ့ဒီဗီဒီယိုနဲ့လိုက်ရောညီထွေမှုမရှိဘူးဆိုပြီးတော့ဖြတ်ချလိုက်တယ်เนาะအဲ့ဒီတော့ကျွန်တော်ပြောချင်တာက TikTok မှာဗီဒီယိုတင်မယ်ဆိုခေါင်းစဉ်ပေးတာတွေကိုကျွန်တော်တို့ကတိတိချာချာလေးပေးဖို့လိုတယ်เนาะကျွန်တော်တို့တင်တဲ့ဗီဒီယိုနဲ့မလိုက်ဖက်တဲ့ခေါင်းစဉ်တွေကိုမပေးမိဘူးအရေးကြီးတယ်အဲ့ဒါလေးကိုပြောပြချင်တာ